ပိတ်မိနေတဲ့လူခံမှန်းကကျွန်တော်တို့သူတို့ဒီအစာအုပ်မှနေတဲ့မန်နေဂျာပေါ့သူ့ရဲ့ဒီ list အရာဆိုလို့ရှိရင်တော့သူကဒီ200လောက်တော့ရှိရလို့တော့ပြောတာပေါ့ဒါပေမဲ့ဟိုမသေးကြဘူးပေါ့ကွယ်သူကပြောချင်တာကတော့ဒီမှာဟိုနေခင်းဘက်လည်းဖြစ်တယ်နေတဲ့လူစီးရင်ပဲရှိတာဟုတ်နေတဲ့လူစီးရင်ပဲရှိတာတချို့ကြတော့လေသူကဒီအပြင်ထွက်တဲ့ချိန်တွေရှိတယ်လေအပြင်ထွက်တဲ့ချိန်တွေအပြင်မှာနေတဲ့ချိန်မှာအပြင်မှာပြီးတာတွေလည်းရှိတာဟုတ်ရှာမတွေ့ဘူးဆိုတာတွေကလေဒီမှာပြီးတာဟုတ်ချင်ပါလေဟုတ်မှာဒါမျိုးတွေပေါ့ပြောချင်တာကတော့ခံမှန်းကြီးဆိုတာကလည်းဒီခုနပြောတဲ့ဒီမှာနေတဲ့လူစီးရင်ပေါ်မှာမူတည်ပြီးခံမှန်းရတာဟုတ်အခုလက်ရှိကကျွန်တော်တို့ကအသက်ရှင်တဲ့လူက52ယောက်နဲ့အခုတေးဟိုဓာတ်ဘော်ဒီကနေခင်းတယောက်ဆိုရင်51ယောက်ပေါ့ဓာတ်ဘော်ဒီ51လောင်းကျွန်တော်တို့ဒီဆွဲကဲထုတ်နိုင်ထုတ်ယူနိုင်ခဲ့တာပေါ့ကျွန်တော်တို့ဒီစသဖြစ်ချင်းမှာတော့ကျွန်တော်တို့နေညမခွဲပါဘူးဗျပထမ3ရက်မှာတော့ကျွန်တော်တို့ကနေရောညောကျွန်တော်တို့လုပ်ပါတယ်ခင်ဗျကျွန်တော်တို့နဲ့အတူတူဒီမှာရှိတဲ့ဒီကိုလာကူညီတဲ့ကျွန်တော်တို့ဟိုနိုင်ငံဒီတရုတ်နိုင်ငံဟိုဟာတွေရှိတာပေါ့ရှာဝကေတဲ့တပ်ဖွဲ့ဝင်တွေရှိတာပေါ့သူတို့ရဲ့နောက်ဒီမှာရှိတဲ့ပရာဟိတအဖွဲ့တွေရဲ့နောက်ဒီမှာသူတို့ဒီတိုက်မှာနေထိုင်တဲ့ဆွေမျိုးသားချင်းတွေနဲ့ပေါ့ကျွန်တော်တို့ဟိုအားလုံးစုပေါင်းပြီးတော့ဒီ3ရက်လောက်ကတော့နေမေညမေကျွန်တော်တို့လုပ်ခဲ့ပါတယ်ခင်ဗျ3ရက်နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဒီတေဆုံးတဲ့လူတွေများလာတာဖြစ်တဲ့အတွက်များနိုင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေဆိုင်ညဆိုင်တော့ခွဲပြီးလုပ်ပါတယ်ခင်ဗျညဘက်ကတော့ကျွန်တော်တို့3နာရီလောက်ထိပဲလုပ်နိုင်ပါတယ်ခင်ဗျကျွန်တော်တို့3နာရီမှာနားပြီးတော့နောက်နေ့မနက်ကျွန်တော်တို့7နာရီမှာပြန်စပါတယ်ခင်ဗျ